resistor တွေ့တိုင်းတန်ဖိုးမသိလို့ resisting calculator app တွေသုံးနေရတော့လားအများအားဖုန်းနဲ့ပဲထုတ်တွက်နေရတာတော့တိတ်အဆင်မပြေပါဘူးအဲ့တော့ resistor တွေ့ရင်တန်ဖိုးကိုစိတ်နဲ့တက်ပြီးတန်ငယ်ချင်းတွေရှေ့မှာဆရာကြီးလုပ်ချင်တော့ဒီဗီဒီယိုအဆုံးထိဆက်ကြည့်လိုက်ပါ resistor တွေကိုတန်ဖိုးမတွက်ခင်မှာကျွန်တော်တို့ဒီစကားစုလေးကိုအရင်ဆုံးမှတ်ကြရအောင်ပါနတ်ညိုနီမော်ဝါဆိုင်းပြခရန်ခိုးဖြူရွှေငွေမတစ်ခေါက်ထပ်ဆိုကြည့်ကြရအောင်ပါနတ်ညော်နီမော်ဝါစိမ့်ပြခရန်ခိုးဖြူရွှင်ဝင်ဘာလို့ဆိုလိုတာလဲဆိုတော့ရှင်းပြပါမယ်နတ်ဆိုတာကတော့အနက်ရောင်အမဲရောင်ကိုဆိုလိုတာပဲဖြစ်ပါတယ်ညိုဆိုတာကတော့အညိုရောင်ကိုဆိုလိုတာပဲဖြစ်ပါတယ်နီဆိုတာကတော့အနီရောင်မော်ဆိုတာကတော့လိမ္မော်ရောင်ဝါဆိုတာကတော့အဝါရောင်စိမ့်ဆိုတာကတော့အစိမ်းရောင်ပြာဆိုတာကတော့အပြာရောင်ခရမ်းဆိုတာကတော့ခရမ်းရောင်ခိုးဆိုတာကတော့မီခိုးရောင်ဖြူဆိုတာကတော့အဖြူရောင်ရွှေငွေဆိုတာကတော့ရွှေရောင်နဲ့ငွေရောင်တို့ပဲဖြစ်ပါတယ်။တရောင်ချင်းစီမှာသူ့ရဲ့ digit value နဲ့ multiplier ဆိုပြီးနှမျိုးရှိပါတယ်။ digit value ကတော့အမဲကနေအဖြူအထိရောင်စဉ်အလိုက်တန်ဖိုးတွေကို3ညကနေ9အထိမှတ်ထားလို့ရပါတယ်။ multiplier ကိုတော့အမဲဆိုရင်10 to the power 0အညိုဆိုရင်10 to the power 1ကနေအဖြူဆိုရင်10 to the power 9အထိအစဉ်လိုက်မှတ်ထားလို့ရပါတယ်။ရွှေနဲ့ငွေကတော့ tolerant တန်ဖိုးတွေပဲဖြစ်ပါတယ်။ရွှေဆိုရင် plus or minus 5% ငွေဆိုရင်တော့ plus or minus 10% လောက်မှတ်ထားလို့ရပါတယ်။ resistor တွေမှာ3 band 4 band 5 band 6 band ဆိုပြီးတော့၄မျိုးရှိပါတယ်။3 band တွေမှာရှစ်နေအောင်က digit value တွေဖြစ်ပြီး3ရောင်မြောက်ကတော့ multiplier ဖြစ်ပါတယ်။ရှေ့ဆုံးကအညိုကိုတွက်ကြည့်ကြရအောင်ပါ။ net ညိုဖြစ်တဲ့အတွက်အညိုရဲ့ digit တန်ဖိုးက1ပါဒုတိယအနည်းကိုတွက်ကြည့်ကြရအောင်ပါ။ net ညိုနီဖြစ်တဲ့အတွက်သူ့ရဲ့ digit တန်ဖိုးက2ပါအဲ့တော့ဒီ resistor ရဲ့ digit တန်ဖိုးတွေက1နဲ့2ပါနောက်ဆုံး multiplier လေးကိုဆက်တွက်ကြည့်ကြရအောင်ပါအစိမ်းရောင်ဖြစ်တဲ့အတွက် net ညိုနီမော်ဝါစိမ်းဆိုတော့အစိမ်းရောင်ရဲ့ multiplier တန်ဖိုးက10 to the power 5ပါအဲ့တော့12နဲ့ခုနရထားတဲ့1 2နဲ့10 to the power 5ဆိုတော့ဒီ3 band resistor လေးရဲ့တန်ဖိုးကတော့ 1.2 into 10 to the power 6 ohm ဒါမှမဟုတ် 1.2 mega ohm ပဲဖြစ်ပါတယ်အဲ့တော့4 band လေးကိုဆက်တွဲကြည့်ကြရအောင်ပါ4 band တွေမှာရှေ့ဆုံးက2ရောင်ကတော့ digit တန်ဖိုးတွေဖြစ်ပြီး3ရောင်မြောက်ကတော့ multiplier ဖြစ်ပါတယ်နောက်ဆုံး color ကတော့ tolerant တန်ဖိုးပဲဖြစ်ပါတယ်ဒီ resistor တွေမှာရှင်းနေအောင်ဖြစ်တဲ့အညိုနဲ့အနက်ကတော့ digit တွေဖြစ်ပါတယ်။အညိုက net ညိုဆိုတဲ့အတွက်သူ့ရဲ့ digit က1ပါ။အနက်အတွက် digit ကတော့0ပါ။3ရောင်မြောက်ဖြစ်တဲ့အနီကတော့ multiplier ဖြစ်ပါတယ်။ net ညိုနီဖြစ်တာကြောင့်အနီရဲ့ multiplier တန်ဖိုးက10 to the power 2ဖြစ်ပါတယ်။4ရောင်မြောက်ကတော့ရွှေဖြစ်တဲ့အတွက် plus or minus 5% ပဲဖြစ်ပါတယ်။ဒီတော့ဒီ4 band resistor လေးရဲ့တန်ဖိုးကတော့1 kilo ohm plus or minus 5% ပဲဖြစ်ပါတယ်5 band resistor တွေမှာရှေ့က3ရောင်က digit တွေဖြစ်ပြီးတော့4ရောင်မြောက်ကတော့ multiplier ပဲဖြစ်ပါတယ်နောက်ဆုံး color ကတော့ tolerant တန်ဖိုးပဲဖြစ်ပါတယ်ဒီ resistor တွေမှာအညိုနဲ့အနက်ကတော့ရှေ့ကအတိုင်းပဲ1နဲ့0ဖြစ်ပါတယ်3ရောင်မြောက်ကတော့ net ညိုနီမော်ဖြစ်တဲ့အတွက်သူ့ရဲ့ digit က3ဖြစ်ပါတယ်4ရောင်မြောက်ဖြစ်တဲ့ multiplier အနီးကတော့10 to the power 2ဖြစ်ပါတယ်5ရောင်မြောက်ဖြစ်တဲ့ tolerant ရွှေက plus or minus 5% ဖြစ်ပါတယ်ဒါကြောင့်ဒီ resistor ရဲ့တန်ဖိုးကတော့1300 ohm ဒါမှမဟုတ်လို့ရှိရင် 10.3 kilo ohm ပဲဖြစ်ပါတယ်6 band ဒီမှာတော့5 band တဲ့တစ်ခုပို့တာပါတယ်ဗျအဲ့ဒါကတော့ temperature coefficient ပဲဖြစ်ပါတယ် temperature coefficient ဆိုတာကတော့အပူချိန်ပေါ်လိုက်ပြီးတော့ resistance တန်ဖိုးပြောင်းလဲနိုင်ခြေကိုဖော်ပြတာပဲဖြစ်ပါတယ်ရှေ့9ရောင်ကတော့5 band နဲ့တန်ဖိုးအတူတူပဲဖြစ်ပါတယ်ဥပမာတစ်ခုလောက်တွက်ကြည့်ကြရအောင်ပါဒီ resistor မှာဆိုရင်ရှေ့ကညိုနဲ့မော်နီရွှေကတော့ရှေ့က5 band resistor ကတန်ဖိုးနဲ့အတူတူပဲဖြစ်ပါတယ်နောက်ဆုံးအရောင်ဖြစ်တဲ့အညိုကတော့ temperature coefficient 100 ppm per degree Celsius ဖြစ်ပါတယ်100 ppm ဆိုတာကတော့100 parts per million ကိုပြောတာပဲဖြစ်ပါတယ်အပူချိန်1 degree Celsius ပြောင်းလဲတိုင်းမှာ resistance တန်ဖိုး1 million ပုံရင်အပုံ100ပြောင်းလဲမယ်လို့ဆိုလိုတာပဲဖြစ်ပါတယ်အဲ့ဒီတော့ဒီ resistor ရဲ့တန်ဖိုးက
10.3 kilo ohm plus or minus 5% 100 ppm per degree Celsius ဖြစ်ပါတယ်ဒီလိုတန်ဖိုးအလွန်တိကျတဲ့ high resistance resistor တွေကို studio deck amplifier တွေနဲ့ BMS လို့ခေါ်တဲ့ battery management system တွေမှာအဓိကအသုံးပြုကြပါတယ်ကဲဒီလောက်ဆိုရင်တော့ resistor color code ကို resisting calculator app တွေမသုံးမနဲ့အလွယ်တကူတွက်ထုတ်နိုင်ဖို့နည်းလမ်းကိုသိရှိသွားလိုက်မယ်လို့ညွှန်လင့်ပါတယ်မိတ်ဆွေတို့အကျိုးတစုံတရာရှိခဲ့မယ်ဆိုရင်တော့ like and subscribe လေးလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်ပါ